ဒီဘက်လေးကတော့ကိုလည်း solo ဆော့ရတဲ့ပွဲလေးပေါ့တကယ်ချင်းရတယ်မအားတော့ဟိုဘက်ကမလီဆာနဲ့ဘယ်လောက်နေလဲပေါ့နော်ဘယ်လောက်တွေကကြည့်ရတာကောင်မလေးထင်တယ်သူ့နာမည်ကကောင်မလေးနာမည်ဆိုတော့ကိုဘက်ကလည်းကတော့ကချာနဲ့ဆိုတော့သူမသားကိုမသားပေါ့ချကြတာပေါ့ကိုကတော့ရတော့ပြပေးတာပဲဒီမှာလည်းမလီဆာကိုရီးယားရလိုက်တယ်ဟုတ်တာသွားတာပေါ့လည်းဘယ်လောက်ကိုရမလားကိုဖြစ်ကြည့်ရမယ်အမေဘောဘက်ကအိမ်မွေးရောက်ဝင်လာကိုလည်းပြေးရတာပေါ့အိမ်မွေးလည်းထဲကကတိလွတ်သွားအဲ့ဒါကိုလည်းကိုထောက်ပြီးပြန်အေးဒီမှာမလီဆာနဲ့ရှင်းပြတဲ့နေရာမှာကိုကပေါ့ဟိုဘက်ကဘယ်လောက်ကခြုံထဲမှာရှိတာတတိပထားမိလိုက်အဲ့မှာပြေးလေရအောင်မလီဆာကိုတော့ရောက်ဝိုင်းပြီးတော့ကန်တာပေါ့အခုအဒီမေကလွဲသွားတယ်ဒါပေမဲ့တေရောပါတယ်မလီဆာတော့ကိုခရစ်တွေစားပြီးတော့ဖမ်းမယ်ပေါ့ပြီးဒီမှာတော့ဗတ်တက်ဖြစ်ပြီဗျာကျွန်တော်နောက်ကထိုင်ပြပြီအေးဆေးပဲဟိုဘက်ကတော့ကောင်လုံးမှာဟဲရစ်ကပြတယ်ကိုကမလီဆာဘက်ကပြတယ်ဆိုင်ကလကကိုနာဖလစ်ကခေါ်လာပြီးတော်တော်ကိုလည်းရှော့နှစ်ကောင်ပြရတော့တိတ်တော့မတောက်ဘူးဗျအိမ်မောကလည်းကိုယ့်ကိုပဲတမတောင်းကောင်တေးဝိုင်းဆိုတော့လေလာတိတ်ပြီးတော့ဖန်အောင်မှာပေါ့မတော့ကိုကြောက်အောင်ပြစ်ပြီးဟိုဘက်ကကောင်မလေးကိုတန်လေးကိုတန်လေးရှော့သွားဒီမှာမလေးဆပ်ချက်တယ်ဟိုဘက်ကတန်ဝင်လာတယ်ဟိုဘက်ကတန်လက်နေရလားမသိဘူးပြီးရှော့သွားပြန်နောက်တော့ဟိုဘက်ကကတော့ကြာရက်ဝင်သွားတော့ကိုလည်းလိုက်ဝင်တာအားကဖြတ်တာခံလိုက်ရအာဒီဘက်နေတယ်မသိဘူးကတိလေးလို့သွားစိုက်ကလောကဒါမှအေးမောတော့ရှော့ရတာပေါ့ပွဲတော့ဟိုဘက်ကလည်းလေးပြန်ပြီးတာကျနေတာပေါ့ဟိုကတော့ fan နဲ့လုံးနေပြီးတော့ fan အောင်ပါပေါ့ဒီမှာဆိုရှင်လော့ဘတ်တယ်ချောင်းကအလှလေးကန်ပေးသွားတယ်ဆိုင်ကလောပြတ်သွားတယ်ကိုရီးယားမှာလော့ယူဟိုဘက်ကတော့လာမောတော့ကိုရီးချိုတိနေဟိုဘက်ကလာမောစောင့်နေချင်းနေကြည့်တော့ကတော့ချာဟိုဘက်ကနေစောင့်မလီဆာနဲ့ဟိုကနေဝင်လာပြီဟိုကနောက်ကနေစီထိုင်ပြစ်မလီဆာကိုပြစ်ပဲမလီဆာပြတ်သွားပြီအဲ့မှာအိမ်မဝင်လာပြီအိမ်မမှာဆော်ပေးလိုက်ပြီးတော့ကိုရီးယားလော့ပါ try လော့ပါရမအားကဝင်လာပြအားကကိုလည်းဝေးရပဲထိုင်ပြစ်တော့သူအာဒီမေဘလောက်ဖုန်းပဲချိန်ရသူလည်းတေးအောင်ပါပဲအားကလည်းအားကချောတော့ကိုလည်းအလဲကနေ push ပဲပေါ့နော်အခုတော့ခဏကောင်းတတ်ထားတော့လေလာတော့ထောင်သွားပြီဗျဟိုဘက်တန့်ဝင်လာတယ်တန့်ကိုနောက်ကနေပြစ်ပြီးတယ်တိုင်းမထွက်တော့ရဆိုတော့အစီတန့်လည်းရသွားပြီတေးသွားတာပေါ့ဒီမှာကိုရီအလဲကို push ဖို့လုပ်မယ်ပေါ့မလီဆာဝင်းရလှမ်းပြတ်မယ်မလီဆာနောက်ပြန်ရောက်ပါတိုင်မဲ့ရောက်အောင်ချိုးပါတိုင်ရပြီဆိုလို့ရှိရင်ဟိုဘက်ကအဓိက level 1လေးကိုထိအောင်ပြစ်ပြီးတော့ဟိုဘက်ကို range နဲ့ပြစ်တာဒါပဲအဓိကလေဒါလောက်ရတာဒီမှာဆို m ရတော့ m ကိုအဒီမိတ်တော့နေစီပဲအပွေရထိုင်ပြစ်မယ်ဆိုရရပဲအားမလို့အားကကြီးဝင်လာတယ်အားက short ပြလိုက်ဒီဘက်က m လေးရောက်ပြီပေါ့ဟိုဘက်က၄កောင်းတော့ကြာပါပြီဆိုတော့ကျွန်တော်အားပေးတဲ့ brother ကျေးဇူးပါဗျာ